တရားပစီမင်္ဂလာပါရှင် KNTV ကနေပြန်လည်နှုတ်ဆက်လိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျွန်မဂျူလီယန်နိုကနေဂရီနီပြည်တွင်းမှာဖြစ်ပွားနေတဲ့တည်င်းအကြောင်းအရာတချို့ကိုကောက်နှုတ်ပြီးတော့မှပြန်လည် sharing လုပ်ပေးသွားချင်ပါတယ်ပထမဆုံးအနေနဲ့လူမျိုးရေးအစိုးရတာတွေကိုစန့်ကျင်ဖို့ KNGY ပြောကြားရဆိုတဲ့တည်င်းဖြစ်ပါတယ်ဒီတည်င်းကို Federal FM ကနေ March လ10ရက်နေ့တုန်းကရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်ကရန်မျိုးဆက်တဲ့လူငယ် KNGY အနေနဲ့လူမျိုးရေးဘာသာရေးအစိုးရမှုတွေကိုစန့်ကျင်တော်လှန်သွားမယ်လို့မတ်လ10ရက်နေ့မှာကြာရောက်တဲ့24နှစ်မြောက်ကရန်လူငယ်များနေအခမ်းအနားမှာ KNGY ဒေတာစီယုံရေးဌာနကခွန်းမြလေးကပြောကြားခဲ့ပါတယ်မတ်လ10ရက်နေ့ဟာကရန်လူငယ်များနေဖြစ်ပြီးတော့မှအခမ်းအနားကိုဂရီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတနေရာမှာကျင်းပခဲ့တာဖြစ်ပါတယ်ကရန်မျိုးဆက်တဲ့လူငယ် KNGY နဲ့ကရန်စာပေနဲ့ရည်ကျင်းမှုကော်မတီကဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီးတော့ကရန်လူငယ်အချင်းချင်းအကြားမှာရင်းနှီးမှုတည်ဆောက်ဖို့နဲ့ပျော်ရွှင်မှုတွေကိုဖန်တီးဖို့ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ပွဲကျင်းပရေးကော်မတီဝင်တွေကပြောပါတယ်အခမ်းအနားကို9ရက်ကြာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့အမျိုးသားအမျိုးသမီးဗော်လီဘောပြိုင်ပွဲနဲ့ကရန်ရိုးရာအကပြိုင်ပွဲတွေလည်းကျင်းပခဲ့ပါတယ်အဆိုပါအခမ်းအနားမှာတော့ကရန်လူငယ်များနေ့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်တဲ့အရာတွေကရန်လူငယ်တွေရဲ့စွမ်းဆောင်နိုင်ခဲ့မှုတွေကိုရှင်းလင်းတင်ပြခဲ့ပြီးတော့တက်ရောက်လာတဲ့အပရိသတ်တွေနဲ့စုပေါင်းပြီးတော့ကရန်ရိုးရာပုံအကနဲ့အခမ်းအနားကိုပိတ်သိမ်းခဲ့ကြပါတယ်ကရန်လူငယ်များနေ့ကို2000ခုနှစ်ကနေစတင်လာခဲ့ပြီးတော့ယခုအချိန်ခါဆိုရင်တော့24ချိန်မြောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ရှင်နောက်ထပ်တဲ့ပုတ်အနေနဲ့ကတော့ထိုင်းဂရီနီနယ်စပ်မှာ KNWO 30နှစ်ပြည့်အခမ်းအနားကျင်းပခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းဂရီနီနယ်စပ်မှာဂရီနီအမျိုးသမီးအစည်းအရုံး KNWO တည်ထောင်ခြင်း30နှစ်ပြည့်နဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုဂရီနီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ဂရီနီဂျာကာလာအုပ်ချုပ်ရေးကော်မတီ IEC ဥက္ကဋ္ဌခူဦးရဲ့အပါအဝင်အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကတာဝန်ရှိသူတွေနဲ့မိဖက်အဖွဲ့အစည်းအသီးသီးကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ဂရီနီအမျိုးသမီးအစည်းအရုံး KNWO ရဲ့တည်ထောင်ခြင်း30နှစ်ပြည့်အခမ်းအနားကိုဂရီနီတိုးတက်ရေးပါတီကတဝန်လွှာပေးပို့ခဲ့တာအပြင်အမျိုးသမီးများအဖွဲ့ဝင်မြန်မာနိုင်ငံ WLB နဲ့အခြားသောအဖွဲ့အစည်းတွေကလည်းတဝန်လွှာပေးပို့ခဲ့ကြပါတယ်။ဂရီနီအမျိုးသမီးအစည်းအရုံးကိုဂရီနီအမျိုးသမီးများနဲ့ကလေးသူငယ်များဘဝတိုးတက်ဖွံ့ဖြိုးစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ပြီးတော့1993ခုနှစ်မတ်လ10ရက်နေ့မှာဂရီနီဒုက္ခသည်စခန်းအမှတ်1မဲဇရင်းကနေစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ဒီ2025ခုနှစ်မတ်လ10ရက်နေ့မှာတော့32နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခွဲခြားမှုကင်းပြီးတော့ဂျန်နာတန်းတူရေးကိုအလေးပေးတဲ့တပ်အဖြစ်အသွင်ပြောင်းနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ KNDF ကထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ဒီသတင်းကို BVJ သတင်းဌာနကနေပြီးတော့မတ်လ10ရက်နေ့တုန်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုကင်းပြီးတော့ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှကိုတိုက်ဖြတ်ကဂျန်နာတန်းတူရေးကိုအလေးပေးတဲ့ပြည်내တပ်အဖြစ်အသွင်ပြောင်းနိုင်ရေးရဲဘော်တွေအားလုံးရဲ့ဖေးမကူညီတဲ့ခွန်အားတွေနဲ့ဆက်လက်ကြိုးပမ်းသွားမယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဂျန်နာဒန်းတူညီမျှရေးဌာနကမတ်လ10ရက်နေ့မှာကတိကဝတ်ပြုထားပါတယ်။တပ်တွင်းအမျိုးသမီးတွေရဲ့တော်လှန်ရေးကိုလေ့လာကြည့်ရင်လည်းတိုက်ရေးခိုက်ရေးနဲ့စစ်ရေးပဋိပက္ခတွေအတွင်းမှာတော်လှန်ရေးကိုတပ်စွမ်းတဲ့ဘက်ကနေပါဝင်ကူညီနေတာဒါမကစစ်ပုံကြဖိုဝါဒစနစ်အတွင်းဒန်းတူညီမျှမှုကိုရှာဖွေခြင်းလူသားချင်းစာနာထောက်ထားရေးကျန်းမာရေးပညာရေးမိသားစုရေးစားတဲ့ကဏ္ဍအသီးသီးမှာတပ်စွမ်းသမျှပါဝင်ကူညီနေတာကိုလည်းတွေ့ရတာကြောင့်ဒါကလည်းတော်လှန်ရေးလက္ခဏာတရက်ပဲဖြစ်တယ်လို့ KNDF ကဖော်ပြထားပါတယ်။ဒါကြောင့်အမျိုးသမီးရဲဘော်တွေအားလုံးကိုဂုဏ်ပြုရင်ဒီနေ့ကစနောက်အနာဂတ်ကာလတွေမှာခွဲခြားဆက်ဆံမှုကင်းပြီးတော့ဖိနှိပ်မှုမှန်သမျှကိုတိုက်ဖြတ်ပြီးတော့ဂျန်နာဒန်းတူရေးကိုအလေးပေးတဲ့ပြည်내တပ်အဖြစ်ကြိုးပမ်းအသွင်ပြောင်းနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ KNDF ကနေပြီးတော့ကတိကဝတ်ပြုထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ပုဒ်အနေနဲ့ကရန်မျိုးသားတပ်မတော် KNA ပထမဆုံးအခြေခံစစ်တပ်စင်ပွဲနဲ့လက်နက်အပ်နှင်းခြင်းအခမ်းအနားကျင်းပခဲ့တယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ကရန်ဒေသတနေရာမှာကရန်အမျိုးသားတပ်မတော် KNA အနေနဲ့ပထမဆုံးအခြေခံစစ်တပ်စင်ပွဲနဲ့လက်နက်အပ်နှင်းခြင်းအခမ်းအနားကိုကျင်းပခဲ့တယ်လို့ကရန်အမျိုးသားတပ်မတော် KNA ရဲ့ပြန်ကြားရေးနဲ့ပြောရေးဆိုခွင့်ရှိသူခွန်းဆောင်သူကပြောကြားလာပါတယ်။အခြေခံစစ်တပ်မှာတင်နန်းသားဥယျာဉ်300ဝန်းကျင်တက်ရအောင်မြင်ခဲ့ပြီးပြည်တွင်းပြည်ပမှာရှိတဲ့ကရန်ပြည်သူတွေရဲ့ပံ့ပိုးကူညီမှုနဲ့လက်နက်အနှင်းတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါတင်နန်းသားဥယျာဉ်300နီးပါးဟာအများအားဖြင့်တပ်ရင်းအသီးသီးကနေအသစ်ဝင်ရောက်လာတဲ့လူငယ်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။ က
ကယန်းမျိုးသားတပ်မတော်ကိုပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့2024မှာတပ်ရင်း8ရင်းနဲ့ဖွဲ့စည်းနိုင်ခဲ့ပြီးပထမဆုံး2025မတ်လ9ရက်နေ့မှာကျင်းပတဲ့အပတ်စဉ်တင်နန်းစင်းပွဲနဲ့အတူနောက်ထပ်တပ်ရင်း2ခုကိုထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ကယန်းအမျိုးသားတပ်မတော်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပြည်ထောင်စုအစိုးရအဖြစ်အတိအမှတ်ပြုပြီးစစ်အာဏာရှင်အမြင့်ဖြတ်ချေမှုန်းရေးအတွက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ကယန်းအမျိုးသားတပ်မတော် KNA အနေနဲ့ဖဲခုံမိုးပြဲဒီမော့ဆိုအနောက်ဘက်ခြမ်းတန်တောင်မြောက်ပိုင်းနေပြည်တော်ကောင်စီနယ်မြေတွေမှာအခြေပြုလှုပ်ရှားနေပြီးတော့စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေအတွင်းရဲဘော်9ဦးကြဆုံးခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးပြဲတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုတွေများပြားပြီးနောက်ဒရုန်းတွေကိုပုံမှုအသုံးပြုလာတာကြောင့်ပြည်သူများအနေနဲ့တတိပြုကြဖို့တော်လှန်ရေးတပ်တွေကတတိပေးရဆိုတဲ့သတင်းဖြစ်ပါတယ်။ဂရင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်အဆက်ဖဲခုံမြို့နယ်မိုးပြဲမြို့တိုက်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးနေတဲ့နောက်အသေးခံဒရုန်းတွေကိုအသုံးပြုလာတာကြောင့်ပြည်သူများအနေနဲ့တတိပြုကြဖို့အမတ်1001တပ်ရင်မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတို့ကတတိပေးပြောဆိုလာခဲ့ပါတယ်။တိုက်ပွဲတွေပြင်းထန်နေပေမဲ့ပြည်သူတွေကဖျက်ဆီးသွားလာမှုတွေရှိနိုင်တာကြောင့်တတိပေးထုတ်ပြန်ရတာဖြစ်ပြီးတော့မှစစ်ကောင်စီရဲ့ဒရုန်းတွေကိုကာကွယ်နိုင်ဖို့အတွက်ဂျမ်မာဆိုတဲ့ပစ္စည်းတွေကိုလိုအပ်လျက်ရှိကြောင်းထောက်ပြပြောဆိုလာပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့လည်းဝိုင်းဝန်းကူညီပေးကြစီလိုကြောင်း၎င်းတို့ကဆက်လက်မြစ်တာရက်ခံထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဂရင်းနီစစ်ဘေးဒုက္ခသည်စခန်းတွေမှာရေရှားပါမှုစတင်ကြုံတွေ့နေရတဲ့သတင်းဖြစ်ပါတယ်။ကယားပြည်နယ်ဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးဒုက္ခသည်စခန်းတွေမှာရေရှားပါမှုကြုံတွေ့နေရပြီးတော့တောက်သုံးရေရရှိမှုခက်ခဲဖြစ်နေရကြောင်းအကူအညီလိုအပ်နေရလို့လူမှုကူညီရေးအဖွဲ့တွေကဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကရေခမ်းချောက်လာပြီးရေခက်ခဲလာတာကြောင့်လူမှုကူညီရေးအဖွဲ့တွေကကူညီပေးနေရတယ်လို့ဒုက္ခသည်အရေးကူညီပေးနေတဲ့ဂရင်းနီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအဖွဲ့ KHAI ရဲ့တာဝန်ရှိသူတူဖြစ်တဲ့ကိုခူးရဲကပြောလာပါတယ်။စစ်ဘေးဒုက္ခသည်စခန်းတွေကိုတွားရောက်ကူညီတဲ့နေရာမှာလည်းလန်ခရီးလုံခြုံစိတ်ချရမှုမရှိတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မိုးရာသီကတိုးလောင်ထားတဲ့ရေကန်တွေမှာလည်းတောက်သုံးရေတွေနေပါလာပြီးတော့တချို့စခန်းတွေမှာဆိုရင်တောက်သုံးရေပြတ်တောက်တဲ့အထိဖြစ်နေရပါတယ်။စစ်ဘေးဒုက္ခသည်အများစုရှိတဲ့နေရာတွေမှာရေအရင်းမြစ်ရှားပါပြီးတော့တောက်သုံးရေခက်ခဲနေတာကြောင့်ဒေသခံတွေနဲ့စစ်ဘေးဒုက္ခသည်တွေဟာအကန့်အသတ်နဲ့သာရေကိုခက်ယူသုံးစွဲနေရတယ်လို့ဖရူဆိုမျိုးနယ်ဒေသခံတို့ကဆိုပါတယ်။တရားပြည်နယ်ကစစ်ဘေးဒုက္ခသည်စခန်းအများစုမှာရေရှားပါမှုရဲ့နောက်ဆက်တွဲပြဿနာကြောင့်အိမ်မွေးတိရစ္ဆာန်အများအပြားလဲတည်ဆုံးနေရတယ်လို့သိရပါတယ်။အခုနွေရာသီအတွင်းတောက်သုံးရေအတွက်တိုးလောင်ထားတဲ့ရေကန်တွေမှာလည်းရေခမ်းနေတာဖြစ်ပြီးတော့ရေအရင်းမြစ်ရှားပါတာအပြင်ရေသိမ်းယူရမှာလည်းကုန်ကျစရိတ်တွေကြီးမြင့်နေတာကြောင့်ပုံမခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်လာရနိုင်တယ်လို့ဒုက္ခသည်အရေးကူညီပေးနေတဲ့သူတွေကသုံးသပ်ကြပါတယ်။ဂရင်းနီပြည်နယ်အတွင်းစစ်ဘေးဒုက္ခသည်စခန်း328ခုရှိပြီးတော့စစ်ဘေးဒုက္ခသည်9000ခွဲနီးပါးရှိတယ်လို့ KHAI ရဲ့2024ခုနှစ်နိုဝင်ဘာလကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ဒါတွေကတော့ဒီတစ်ပတ်အတွက်ဂရင်းနီပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့သတင်းတွေကိုကောက်နှုတ်ပြီးတော့မှ share လုပ်ပေးသွားတာဖြစ်ပါတယ်ရှင်။အခုဒီနားဆင်ပေးလာကြတဲ့တူတယောက်ချင်းစီကို KNTV ကနေကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်ပါ။